မန်းဆိုင်ရောက်မြန်၍သူကတော်မြည်ပေ၏သူကတော်မြည်ပေ၏အိုးလောကသုံးခွင်အကျွမ်းမရှိကုန်စင်ထင်တယ်လင်းလင်းသိမြင်တော်မူသောလောကဝိတုမြည်ပေ၏နမော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 မြတ်စွာဣတိပိသောဘဂဝါမဇ္ဈိမပရိပရာမေဃလံချီမဇ္ဈိမပရိပရာမေဃ